တအားကောင်းတယ်သပင်ကလျှော်ပြီးသွားလို့ရှင်လေကြိုက်တဲ့ခေါင်းလျှော်ရည်နဲ့လျှော် တက်ကြပါလေ ဟုတ်တယ်ကြိုက်တဲ့ခေါင်းလျှော်ရည်နဲ့လျှော်အန်တီတီတီထွန်းရည်ကြိုက်တဲ့ခေါင်းလျှော်ရည်နဲ့လျှော်ဘာလုံးဝစင်သွားတာဒါလေးနဲ့ဒီထက်ကဒီဟာလေးကိုဒီဥယျာဉ်ပြားလေးကိုပိုက်ကလေးနဲ့လေစုပ်တန်လေးနဲ့ဒီလိုမျိုးထက်မကျော်စုပ်တန်တဲ့ခေါင်းလေးကိုမထိစေနဲ့ထည့်ပြီးလို့ရှိရင်ဒီထဲမှာကတ်ရှာဝါကတ်လေးပါတယ်အဲ့ဒီရှာဝါကတ်လေးနဲ့ခေါင်းကိုနိုင်ဝက်45မိနစ်လောက်အုပ်ထားရင်သပင်ကိုလည်းပို့ easy ပါတယ်သူကလေသပင်ကိုအဲ့ခေါင်းလျှော်လိုက်လို့ရှိရင်လေအုံးစီတွေပါလို့သပင်ဟာလုံးဝစီးကပ်သွားခြင်းမရှိပါဘူးရှင်เนาะမရှိပါဘူးတိုင်းရှိပါတော့မယ်အဲ့တော့မရှိပါဘူးတကယ်ကောင်းတဲ့ဒါက honest review ပေးတာပါရှင် honest review ပေးတာပါအဲ့တော့ဒီ hair queen လေးကတကယ်ကောင်းတယ် hair queen ဆိုတဲ့နာမည်နဲ့လိုက်အောင်နော်ဘရင်ပြဿနာတွေအားလုံးကိုဖြည့်ရှင်းပေးမှာအပေါ်မပြောဘူးတဘူးလောက်တော့ဝယ်သုံးကြည့်လိုက်ပါအပေါ်လုံးဝမပြောပါဘူးတဘူးလောက်တော့ဝယ်သုံးကြည့်လိုက်ပါတကယ်ကောင်းတဲ့ hair queen ပါသူကသပင်အားပြည့်စေဒီကရောယောက်ျားလေးရောမိန်းကလေးရောခလေးရောသုံးလို့ရပါတယ်နော်အဲ့ဒါတကယ် honest review ပဲတကယ်ကောင်းတာဥစားမင်းပြရတော့မှတွေ့ရတော့မှအရင်နောက်ကြပါတယ်အဲ့ဒါဒီညီမလေးပေးတာကိုမင်းပြက